小文的一个必定消息到表面的看。 တခါကကျွန်တော်တငယ်ချင်းတယောက်စေကန်သွားပြတယ်ဆရာဝန်ကစစ်ဆေးပြီးစင်းညွန်းစာရွက်လေးတရွက်ကမ်းဖေးလိုက်တာပေါ့တငယ်ချင်းကလည်းအဲ့ဒီစာရွက်ကိုကြည့်ပြီးလမ်းမမျက်မှောက်ကြည့်ကြလို့ရပ်နေတယ် အဲ့ဒီမှာလမ်းဘေးကဘေးရင်စရာတယောက်ကလမ်းမေးတယ် ဟဲ့လူလေးမင်းကြည့်နေတာဘာစားလဲတဲ့ တငယ်ချင်းကလည်းစာနောက်ချင်တယ်လေကျွန်တော်လက်ရည်ပါဆရာဟောပေးပါအောင်ဆိုပြီးဆရာဝန်ရဲ့စေညွန်းစာရွက်ကိုပေးလိုက်ရော ဟူးလူလေးဟာမင်းကန်ကတော့စိုးနေပြီဒီလိုရေးရဝိုက်ချက်တဲ့ရာမင်းဟာမကြခင်ပါပိုင်ဆိုင်မှုတွေအကုန်လက်လွတ်ရလိမ့်မယ်တဲ့ ကျွန်တော်တငယ်ချင်းလည်းလန့်သွားတာပေါ့ဒါနဲ့ဆေးဆိုင်ကိုမြန်ပြေးပြီးစေညွန်းစာရွက်ပြလိုက်ရောဆေးဆိုင်ကလူကစာရွက်ကိုကြည့်ပြီးအေးဆေးဆေးပဲပြောတယ် ညီလေးဘေးရင်ဆရာပြောတာမှန်တယ်ကွာဒီမှာဆရာဝန်ရေးချတာကမင်းတောက်ရမယ့်ဆေးကတပူးကူ9000ကျွဲတဲ့အောက်ကဝိုက်ချက်လေးက consultation fee 3000တဲ့အားလုံးပေါင်း8000ကျွဲဆိုတော့မင်းအိတ်ကသေးကပိုင်ဆိုင်မှုတွေခုချက်ချင်းလက်လွတ်ရတော့မှာပဲ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာလေးတွေကြည့်ရအောင် like နဲ့ follow လုပ်ပေးခဲ့ပါအောင်အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ